ကျွန်တော်တို့နေထိုင်နေတဲ့ကဘာကြီးမှာအရာရာဟာအပေါ်ယံကြည့်ယုံတဲ့တင်လုံလောက်ပြီလားလူအများစုဟာသူများခင်းပေးတဲ့လမ်းအတိုင်းရှောင်နေကြရင်ကိုယ်ပိုင်အသွေးအခေါ်တွေထက်ပတ်ဝန်းကျင်ရဲ့တတ်မှတ်ချက်တွေအောက်မှာပျော်ဝဲနေကြပါတယ်ဒီ channel ကိုစတင်ရတဲ့အကြောင်းရင်းကတစ်ခုတည်းပါအဲ့ဒါကတော့မေးခွန်းထုတ်ဖို့ဖြစ်ပါတယ်လူတွေမပြောရဲတဲ့အမှန်တရားတွေမျက်ကွယ်ပြုထားတဲ့အသွေးအမြင်တွေကိုကျွန်တော်တို့ဒီနေရာမှာအတူတူဆွေးနွေးကြပါမယ်ဒီမှာကျွန်တော်တင်ဆက်မဲ့ဗီဒီယိုတွေဟာတစုံတရုပ်ကိုထိခိုက်စေဖို့ဒါမှမဟုတ်အငင်းပွားမှုတွေဖြစ်စေဖို့မဟုတ်ပါဘူးဒါဟာကျွန်တော်ရဲ့လွတ်လပ်စွာတွေးခေါ်ခွင့်နဲ့ရှုမြင်ချက်တွေကိုချပြတာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်ကလူအကြိုက်လိုက်ကြီးပြောမှာမဟုတ်တယ်လို့လူအများသဘောကျအောင်လည်းဖန်တီးထားတာမဟုတ်ပါဘူးအမှန်တရားဆိုတာတစ်ခါတလေခါတီးတတ်တယ်ပြီးတော့လူတိုင်းနဲ့လည်းထပ်တူကြခြင်းမှကြပါလိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့အားလုံးမှာကိုယ်ပိုင်အတွင်းနဲ့လွတ်လပ်စွာဆုံးဖြတ်ပိုင်းခွင့်ရှိတယ်ဆိုတာကိုတော့ကျွန်တော်ယုံကြည်ပါတယ်ဒီ channel ရဲ့ဗီဒီယိုတွေမှာထူးခြားတဲ့ရုပ်ရှင်နဲ့ဖန်တီးတွေရှုပ်ထွေးတဲ့ဗီဒီယို editing တွေသိပ်ပါလာမှာမဟုတ်ပါဘူးကျွန်တော်အဓိကထားတာကအကြောင်းအရာ content ပါမျက်စိကိုလှည့်စားတဲ့ရုပ်ပုံလွှာတွေထက်စိတ်ကိုနိုးကြားစေမဲ့အတွေးအဆတွေကိုပဲအာရုံစိုက်စေခြင်းပါတယ်ကျွန်တော်ရဲ့ရုပ်နဲ့အတန်ထက်ကျွန်တော်ပေးခြင်းတဲ့ message ကသာပိုပြီးအရေးကြီးပါတယ်အမြင်အာရုံနောက်ကိုလိုက်နေရတဲ့ဒီခေတ်ကြီးမှာနားထောင်ခြင်းနဲ့စဉ်းစားခြင်းရဲ့တန်ဖိုးကိုကျွန်တော်ပြန်လဲဖော်ထုတ်ချင်တာပါကျွန်တော်ပြောသမျှဟာအကျွမ်းမဲ့မှန်ကန်တယ်လို့မဆိုလိုပါဘူးဒါဟာကျွန်တော်ရဲ့ရှုထောင့်တစ်ခုသာဖြစ်ပါတယ်အကယ်၍သင်ကကျွန်တော်ရဲ့အတွေးအမြင်တွေမှာလိုအပ်ချက်ဒါမှမဟုတ်မှားယွင်းနေတာကိုတွေ့ခဲ့ရင်အချိန်မရွေးပွင့်ပွင့်လင်းလင်းထောက်ပြနိုင်ပါတယ်ကျွန်တော်တို့ဟာအပြန်အလှန်သင်ယူနေကြသူတွေပါအမားကိုလက်ခံဖို့ဝန်မလေးသလိုပိုမှန်ကန်တဲ့အသိပညာတွေအတွက်လည်းအမြဲတကားဖွင့်ထားပါတယ်အရေးကြီးတာကအပေါ်ယံကြည့်ပြီးဆုံးဖြတ်တာထက်အနှစ်သာရကိုရှားဖွေဖို့ပဲဖြစ်ပါတယ်အကယ်၍သင်ဟာအပေါ်ယံအရာတွေထက်နက်နဲခဲ့တဲ့အတွေးအမြင်တွေကိုစိတ်ဝင်စားသူဆိုရင်ဒီခရီးမှာကျွန်တော်နဲ့အတူပါဝင်ဖို့ဖိတ်ခေါ်လာတယ်ကျွန်တော်တို့အတူတူတွေးကြမယ်အတူတူရှာဖွေကြမယ်မျက်နှာပြင်ရဲ့အလွန်မှာဘာတွေရှိမလဲဆိုတာကိုသိချင်ရင်တော့ကျွန်တော်တို့ရဲ့နောက်ထပ်ဗီဒီယိုတွေမှာစုံကြတာပေါ့အဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်